se ni du ma so ma ku ni di phit se ko tu ko tha ko ba wa che ne ko a ko ma ko da ta khin phit pe lo da shen la pan dai ko yak shang dai ko le lu le nge dwi a ma ngwe ya ma le ni du ma so ko ni di phit se ni du ma so ma ko ni di phit se ko tu ko tha ko ba wa che ne ko a ko ma ko da ta khin phit pe lo da shen la pan dai ko yak shang dai ko le lu le nge dwi a ma ngwe ya ma le she do ga toတောက်ကြချေလားဘဝဆိုတာများနောက်မပြန်နဲ့လေအလုံးကိုသာမနာမနေတို့တဲ့အောင်ဆုချွေဆွဲလို့လာနဲ့အားစိတ်ထုံနေရှေးတို့ကတော့တောက်ကြချေလားဘဝဆိုတာများနောက်မပြန်နဲ့လေအလုံးကိုသာမနာမနေတို့တဲ့အောင်ဆုချွေဆွဲလို့လာနဲ့အားစိတ်ထုံနေယောက်ျားဒီကလေးတစ်လုံးမဖြတ်ပေါင်းနှလုံးသွင်းဆောင်ယူပေအတဲ့တွေတို့တော့ပိုက်ခါထိသိမ့်လာသမျှတွေယောက်ျားဒီကလေးတစ်လုံးမဖြတ်ပေါင်းနှလုံးသွင်းဆောင်ယူပေအတဲ့တွေတို့တော့ပိုက်ခါထိသိမ့်လာသမျှတွေညီတို့မဆိုကိုညီဒီဖြစ်စေညီတို့မဆိုမကိုညီဒီဖြစ်စေကိုသူကိုထားကိုဘဝအခြေကိုအားကိုမကိုသာတခင်ဖြစ်ပေဝန်တန်းရွှေနာပန်းတိုင်းကိုရောက်ရှောင်းနိုင်ဖို့လေလူလေးငယ်တွေအာမန်ဝေးရမလဲညီတို့မဆိုမကူညီသည်ဖြစ်စေကိုသူကိုထားကိုဘဝအခြေကိုအားကိုမကိုသာတခင်ဖြစ်ပေဝန်တန်းရွှေနာပန်းတိုင်းကိုရောက်ရှောက်နိုင်ဖို့လေလူလေးငယ်တွေအာမန်ဝေးရမလဲရှေးတို့ကတော့တောက်ကြကြလားဘဝဆိုတာများနောက်မပြန်နဲ့လေအလုံးကိုသာမနာမနေတို့တဲ့အောင်ဆုချွေဆွေးလုံးလာလေအားစိတ်ထုံနေယောက်ျားပြီဂရီတလုံးမပြတ်ပေါင်းနှလုံးသွင်းဆောင်ယူအသက်တွေတို့သဘောပိုက်ခါထိသိမ့်လာသမျှတွေမဆိုကိုညီဒီဖြစ်စေညီတို့မဆိုမကိုညီဒီဖြစ်စေကိုသူကိုထားကိုဘဝအခြေကိုအားကိုမကိုသာတခင်ဖြစ်ပေအားလုံးမင်္ဂလာပါခင်ဗျာဘုံတော်ကြီးကနှစ်တရာအချိန်မဲ့စာပေရောပြောပွဲကျင်းပပြုလုပ်သောစာပေရောပြောကိုဆက်ရောက်လာကြတဲ့စာရေးဆရာကြီးများကြီးပါအောင်ဆိုရေးဖွဲ့နဲ့စာပေရှင်းပြတို့သူပေါင်းကာယဒုက္ခစိတ်ခဒုက္ခနဲ့ကြည်ုံကြပြီးမင်္ဂလာจิตတွေပေါင်းခါညောင်းနိုင်ကြပါစေလို့မေတ္တာဘုဒ္ဓရေနှုတ်ခွင့်ဖြစ်ပြသည်ခင်ဗျာ
အများရဲ့ယုံကြည်မှုကိုရရှိဖို့အတွက်တို့လူငယ်တွေအနေနဲ့ရိုးသားမှုတွေရှိဖို့လိုပါတယ်။သာပေချစ်တဲ့တို့သူအနေနဲ့လည်းကျွန်တော်တို့လူငယ်တွေမှာနေရာယူခြင်းနဲ့စိတ်ဆရာကြီးလို့ခြင်းနဲ့စိတ်စတဲ့မရိုးသားတဲ့ဟန်တာမှုရာတွေတွေ့ရင်အချိန်မရွေးတင်ဆုံးမနေပါတယ်။ကျွန်တော်တို့ကရည်ရွယ်တဲ့တော်တော်မရည်ရွယ်တဲ့တော်တော်အများရဲ့အမြင်မှာမရိုးသားမှုတွေဖြစ်မြင်သွားနိုင်ပါတယ်။ကြီးမြင့်တဲ့နှလုံးသားနဲ့နားလေသိနေကြမယ်လို့ညွှန်လင့်ပါတယ်။အများအကျိုးကိုဆောင်ရွက်တဲ့နေရာမှာတခါတည်းကိုယ့်ကိုအတိမပြုခင်ကြရှိတတ်ကြပါတယ်။အတိမပြုမခံရရင်စိတ်ခံစားမှုဖြစ်တတ်ကြပါတယ်။ကျွန်တော်တို့ရဲ့ဆရာဥဒ္ဓမိကပြောတဲ့စကားတစ်ခွင့်ရှိပါတယ်။အများအကျိုးလုပ်ဆောင်တဲ့နေရာမှာကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတော်မမျှော်လင့်ပါနဲ့ဆိုတဲ့စကားလေးပါကျွန်တော်တို့များလည်းဒီလိုစိတ်ဓာတ်မျိုးကိုဝင့်ယူဖို့လိုပါတယ်။ကျောင်းရဲ့စကားတွေကဘာတွေတွေးနေရကြံခဲ့မလဲဆိုတာသာပေချင်းမြန်တို့သူများနဲ့အတူညှော်လင့်ဆောင်သွားရင်အဖွင့်အနာစကားကိုဒီကုန်းချော့အပ်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီကောင်းရဆရာတော်ဦးတီလောကမှာကျေးဇူးတင်စကားပြောကြားပေးပါရန်မျိုးသိစွာလျှောက်ထားအပ်ပါတယ်ခင်ဗျာ။ထုံမာရွာဘုရားပြောတော့ဘုန်းကြီးတန်ပေါက်နေလားဒီနော်။ထုံမာရွာယာပြည့်စာပေဟောပြောပွဲချင်းတော်ရဲ့အတွင်းအဖေဖေမှဝမ်းဝင်းကူညီကြတဲ့ပုဂ္ဂိုလ်တွေကိုဦးစင်းကဒီနေရာကနေပြီးတော့ကျေးဇူးတင်ဝမ်းမြောက်စကားလေးပြောကြလိုပါတယ်။ကိုထမင်းဆန်းလို့ကိုဆန်းနေနိုင်တော့ဦးစီးတဲ့အလင်းတကာစာကြည့်တဲ့ကသူငယ်ချင်းတွေဒီမောင်မယ်အားလုံးကိုလည်းစာပေဟောပြောပွဲချင်းတော်ရဲ့အတွင်းကြိုးစားပင်ပန်းကြလို့သူတို့အားလုံးကိုလည်းဦးစင်းကကျေးဇူးတင်ပါတယ်လို့နော်။နောက်စာရေးဆရာတွေအဲ့ဒီအစဉ်ကြီးတွေတဲကုန်နေရင်အတွင်းကူညီကြတဲ့ကိုသိန်းစီတို့အိမ်ပေါ်ရော်ထဲမှာအဲ့ဒီမိသားစုတွေကိုလည်းဦးစင်းကကျေးဇူးတင်ပါတယ်နော်။အဲဒီတော့ဒီပန်းအလှဆင်းတွေဒီဇန်ယုံလှဆင်းတွေနောက်ဒီခုံတွေပေါ့ဒီအခမဲ့ငါရန်ကူညီပေးတဲ့ဒီမန္တလေးမျိုးစံဦးစီးတဲ့ပွင့်သိမန္တတို့နောက်မာလိမ္မှုတို့ရဲ့လာပြီဝင်မန္တနော်အဲဒီနာတဲ့ဘော်လေးဦးစင်းကကျေးဇူးတင်ပါတယ်နောက်ဒီဆရာတွေရဲ့ဦးဇင်းတို့ဒီရွာမှာစာပေဟောပြောပွဲတွေပြင်ပြီးတော့80ကြီးကလေးမျိုး80ကြီးပွန်လင်းလူဖွဲ့စည်းပေါ့သူတို့ကလည်းလေရင်သွားပြန်မှာဒီအလာစရိတ်ပေါ့သူတို့လည်းချမ်းပါတယ်အဲ့ဒီဖွဲ့လည်းဦးဇင်းကကျေးဇူးတင်ကြောင်းဒီနေရာနေပြောလိုရတယ်ပေါ့နောက်ဒီဒီနေ့သဘင်သာပေးတဲ့ဒီညနေဒီတောက်ရည်တန်းအဲ့ဒီကိုလည်းကျေးဇူးတင်ပါတယ်နောက်ဒီကားကူညီပေးတဲ့ဒီဆရာတွေဆင်ပြေဖို့တွေပေါ့နော်ကားကူညီပေးတဲ့ကိုတော်ထွန်းတို့ကိုသိန်းကျွေးတို့အားလည်းရှိသေးတယ်ဗျအဲ့ဒီပုဂ္ဂိုလ်တွေကိုလည်းဒါကျေးဇူးတင်ပါတယ်ပေါ့နောက်ပြောနေတာနောက်ထူကြံသေးတယ်ဗျအဲ့ဒါကတော့လုံကျတဲ့နေ့တရားကနော်ဒီဦးဇင်းတို့ထုံမရွာကြီးကိုတီထောင်ခဲ့တဲ့ကျင်းရွာကဦးကျော်ဟိုးတို့မိသားစုတွေနောက်ရုံသိန်းရွာကဦးသာမြင်စတဲ့မိသားစုအိမ်ခေါင်းစု9စုပေါ့ကျင်းနေရုံ9ကောင်ကျင်းရွာကတအူးမိသားစုတစ်ခုပေါ့ရုံသိန်းရွာကမိသားစု9စုပေါ့ပေါင်းတော့10စုအဲ့ရွာကြီးကိုတီထောင်ပေးခဲ့တဲ့ပုဂ္ဂိုလ်တွေနေပေါင်း100ခန့်ကဒါဦးဇင်းတို့ရွာခုနှစ်100ပြည့်ပြီအဲ့ဒီပုဂ္ဂိုလ်တွေရောလဲဒါဦးဇင်းကလေရှိတယ်လည်းပြောပေါ့အဲ့ဒီပုဂ္ဂိုလ်တွေလည်းကျေးဇူးတင်ပါတယ်ပေါ့နော်နေမုန်းချုပ်နေရတော့ဖြစ်ချင်တာနဲ့ဖြစ်တဲ့နာတွေကြားမှာထက်ခဲတာတွေပိန်မှန်းတာလေးတွေရှိတတ်တယ်ပဲဦးဇင်းတို့ဘက်ကနော်အလင်းတကာစာကြည့်တဲ့ဘက်ကတက်နေတယ်ညကျိုးစားပေးထားကြရတာပါနော်အဲ့လိုအပ်တဲ့ကွက်လက်လေးတွေရှိနေရင်လည်းအဲ့ဒီကွက်လက်ကလေးတွေကိုခုလာတဲ့ပြိတ္တတွေအားလုံးကနော်စေနာမေတ္တာလေးနဲ့ဖြစ်ဆွပြီးတော့နားလေပေးကြပါလို့ဒါဦးဇင်းကပြောကြရင်ကျေးဇူးတင်ဝမ်းမြောက်စကားကိုဒီမှာပဲဆုံးသတ်လိုက်ပါလေဗျာ OPJE ကွေးအချင်းကိုလင်းကားစာကြည့်တဲ့အဖွဲ့ဝင်ကျွန်တော်မိမိသေးမှဖတ်ကြားမှာဖြစ်ပါတယ်ဆရာ OPJE နာမည်ရေးမှာဆရာဦးဝင်းနိုင်ဖြစ်ပါတယ်ဆရာကို1959ခုနှစ်ပခုက္ကူခရိုင်ဂျီနန်ထက်ရွာတွင်မူဖွားခဲ့ပါတယ်ဆရာ
1982 ခုနှစ်တွင်ရန်ကုန်စစ်မှုတက္ကသိုလ်မှအင်ဂျင်နီယာဘွဲ့1996 ခုနှစ်တွင်အင်္ဂလန်နိုင်ငံလန်ဒန်မှကွန်ပျူတာကာတွဲရုပ်ရှင်ပညာနှင့်2002 ခုနှစ်တွင်အမေရိကန်နိုင်ငံဟာဗတ်တက္ကသိုလ်မှပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့တို့ကိုရရှိခဲ့ပါသည်။ဆရာ1982 ခုနှစ်မှ1988 ခုနှစ်အထိအင်ဂျင်နီယာအဖြစ်၎င်း1988 ခုနှစ်တွင်ရန်ကုန်မြို့ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်အချိန်ပိုင်းအကြံပေးဖြစ်၎င်း2000 ခုနှစ်တွင်ပြည်တက္ကသုံးပုံမြန်မာပြန်ပြည်ပြည်ရန်ထုတ်ခြင်းတွင်ခေါင်းဆောင်ဖြစ်၎င်းဆောင်ရွက်ခဲ့ပါသည်။ဆရာ၏ပထမဆုံးကာတွင်းလေးရာမှာ1989 ခုနှစ်ပေါ်အိုမီဂဇင်းတွင်ဖော်ပြခံရပြီးပထမဆုံးပြင်ပမီဂဇင်းလေးရာအဖြစ်1981 ခုနှစ်ပေါင်းမြောင်းထွေလာမီဂဇင်းတွင်ပါရှိခဲ့ပါတယ်။ဆရာဟာ1989 ခုနှစ်မှယခုအချိန်ကြီးကာတွင်းဆရာအဖြစ်ရပ်တည်လေးရှိပါတယ်။ဆရာ၏လေးရာများကို1996 ခုနှစ်အယလန်နိုင်ငံတွင်ကျင်းပပြုလုပ်သောနိုင်ငံတကာကာတွင်းပြပွဲနှင့်1996 ခုနှစ်ဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်သောသရုပ်ထအကြိမ်ကာတွင်းပြပွဲများတွင်ဆက်သခဲ့ပါသည်။ဆရာသည်1993 ခုနှစ်မှ1998 ခုနှစ်အတွင်းပုဂ္ဂလိကအသင်းစာကြည့်တိုက်မဂ္ဂဇင်းများမှပေးအပ်သောကာတွင်းစု5 စုရရှိခဲ့ပါသည်။ဆရာ1996 ခုနှစ်တွင်ရန်ကုန်မြို့ကာတွင်းဆရာများမှပေးအပ်ရှိသောနှစ်သိမ့်မြန်နိုးဆုံးကာတွင်းဆရာစုနှင့်2000 ခုနှစ်တွင် Living Color Magazine မှရွေးချယ်ပေးအပ်သောဆယ်စုနှစ်အတွင်းအကောင်းဆုံးကာတွင်းဆရာစုတို့ကိုလက်ခံရရှိခဲ့ပါတယ်။ဆရာစာအုပ်9 အုပ်ထုတ်ဝေပြီးဖြစ်ကာအခြားသူများနဲ့တွဲဖက်ရလဲစာအုပ်ချုပ်6 အုပ်ထုတ်ဝေထားပါတယ်။ကာတွင်းကျော်ညာကာတွင်းရုပ်ရှင်တို့6 ခုဖန်တီးပြီးဖြစ်ပါတယ်။စာနယ်ဇင်းကာတွင်း900 ကျော်ဆောင်းပါး10 ပုဒ်ကျော်နဲ့အင်တာဗျူး30 ခန့်ပုံနှိပ်ဖော်ပြပြီးဖြစ်ပါတယ်။ဆရာသည်စာအုပ်မျက်နှာဖုံး100 ခန့်ကာတွင်းကျော်ညာ100 ခန့်အမှတ်တစိမ့်50 ကျော်နဲ့တရုတ်ဟောပုံ50 ကျော်ဖန်တီးပြီးဖြစ်ပါတယ်။ယခုလက်ရှိတွင်ဆရာဒီရန်ကုန်မြို့ကြောင်မြောင်းနေနေလေးရှိပါတယ်ခင်ဗျာ။ဆရာ OPG ရဲ့ကိုကြီးချင်းကိုဖတ်ရှုခွင့်ရတဲ့အတွက်သူ့ပြေဝမ်းမြောက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပိဋကလည်းအများကြီးပဲမိုက်တယ်ထိုးမှဦးကောင်ရှိတယ်မဟုတ်ဘူးတွန်းလာထားလိုက်ပလင်းလိုက်မော်ဟောဆိုပုတ်ပူးကောင်ကြမှာဆိုတော့ကျေးဇူးတင်ပါတယ်ကျွန်တော်ခန္ဓာမူလေးတွေလည်းချောပြဒီဘက်ကလည်းအဲ့ဒါပါတော့ဟိုသမီးတို့ကစုပေးဖို့တော့ပါတော့ညောင်းတာအေးစစ်အောက်ဆင်းနေဟိုဆိုဖာပေါ်မှာသွားထိုင်နေကျွန်တော်အချိန်လေးမှတ်တော့ဟောဆိုတခါတလေကိုကအတိုင်းမသိပြောနေနောက်ကမောင်သားချိုးကဆဲလိုက်မောင်သားချိုးဒီကပိဋကများအခုထိကတဘောပွဲလာတော့ပိဋကလည်းအများကြီးဒါပေမဲ့ဒီကပြီးထုတ်ထားတော့ပြန်သွားလည်းသိမှာမဟုတ်ဘူးဟောဆိုကျွန်တော်နောက်ကိုမမြင်ရဘူးဝါတာတာပဲကျွန်တော်ထင်တယ်ငုတ်တုတ်ကြီးအိပ်ပျော်နေတယ်သိမှမထင်ဘူးဘာလို့ဆိုခြေသုံးတန်းပဲမြင်ရတာမောင်သားချိုလက်ချက်ဒီကခန္ဓာမှုသမီးလေးတွေတတိထားသိလားသူကအဲ့ဒီပေါင်းမလေးနဲ့ဆိုမှရှိရင်အဲ့ဒီပဲလဲနေတော့လားဒါကလေးသမီးဟဲ့နေရလဲလို့ဒီပါပွဲနာပိဋကတဲ့မှာယောက်ျားကြီးပါဝါလေးဟာပြောရတယ်အင်မတန်ခင်မှုကောင်းတယ်ချစ်လဲချစ်ဖို့ကောင်းတယ်ကြီးလဲကြီးရတယ်ဟိုငိုတဲ့လူများရှိရင်လက်ကိုင်းမလေးပါလေးစောင်းထားမောင်သားတို့လည်းကြတော့ငိုဖို့လာပြင်ပြီးတော့သူကအခါလေးဆက်ပြီးငိုတယ်သိလားသူ့ကြည့်ရင်ကိုကမျက်ရည်ကျဒါလေသူ့ရုပ်ကိစ္စကြည့်ရင်လည်းကြီးချင်းကြားကြီးပါကျွန်တော်တို့လိုခင်းရရုံမဟုတ်ဘူးကြဘာလို့မတည်းဆိုလိုက်တူရနော်ကျိုးသူလိုက်ကြတယ်ဗျာထုံမာရွာသောတော့ဖုံဖုံကအစလေမောဆင်းလာတယ်ကကျွန်တော်တို့ကျိုးသူလိုက်တာကိုသမရလူဘာလူဖြစ်သွား
လောက်ထားလိုက်တာဒီကစင်ရက်နဲ့ကောင်းလိုက်တာဒီကအပြန်စားပဲမိုက်လေးတော်တော်ကောင်းတယ်တချို့နေရာတွေကျတော့ဒီလိုပန်းပွက်တွေကလောက်ထားလိုက်တာအပြန်စားပဲဒီလားဒါပေမဲ့မိုက်ကြပြောလို့မရအောင်စာပြောပြောဝင်ကမိုက်အရေးကြီးတာဟုတ်ပန်းပွက်ကြီးတွေပါတယ်လေအပြန်ထားတဲ့တော်တော်ကိုဒီကမင်္ဂလာဆောင်ခြင်းစိတ်တောင်ပြန်ပါမိုးယူဆန်နေပဲဖြစ်ဖြစ်ကိုယ်ကိုယ်နေပဲဖြစ်ဖြစ်အနစ်နာခံမှာပေါ့ခေါ်ပြောဝဲနေတယ်လေဆရာမောင်သာသူတော်ကြလာမှာပါကျွန်တော်တို့ကစာပေခေါ်ပြောဝဲဒီရာဒီပေါ့လေအခုထိုးမာရွာတဲ့နှစ်တရာပြည့်ဘိုလ်ချုပ်အောင်ဆန်းလည်းနှစ်တရာပြည့်ကျွန်တော်ကတုံးဆရာပါကာတွန်းကလည်းမြန်မာပြည်မှာကာတွန်းစပေါ်တာနှစ်တရာပြည့်ကျွန်တော်ဘုရားဆန်တရားပြည့်တာနဲ့ဘယ်နောက်ကာတွန်းနှစ်တရာကိုသတင်းကြောတော့မှလုံနိုင်မှာပါ။အော်တရားကြီးဖြစ်ဖို့ဆိုတာနေတာမှမဟုတ်တာနှစ်တရာကြီးရွာကြီးကလည်းအင်ကြီးတစ်ထောင်ကျော်ကောင်းလိုက်တာလို့ကျွန်တော်တို့ဒီလိုရွာကိုလာတာဝင်တာပါလေကျွန်တော်တို့ဒီရာဒီမှာတော့ကျွန်တော်တို့တကယ်တော့သမိုင်းပုံပြကိုယ့်အလုပ်စာပေအလုပ်ကာတွန်းအလုပ်တွေအများကြီးရှိပါတယ်ကျွန်တော်တို့စာဟောတာကိုအဓိကမထားချင်ပါဘူးသို့တော့ကျွန်တော်တို့မှာထမ်းရတဲ့လက်မှတ်ရကျွန်တော်တို့အတင်းဖိတ်တော့ကျွန်တော်ဆိုရင်ဒီနေ့မနေ့4 နာရီလောက်မှခရမ်းအကျော်ရွာလေးကတင်ရောက်တာခရမ်းတော့ဆိုညံကုန်နဲ့မီမီလေးလို့ပြောတာပေါ့ကျွန်တော်တို့စာပေဟောပြောဒီကလေးတောင်ကလေးမြန်နဲ့လာလို့ရနောက်ထုံးမာလည်း6 မိုင်ကျော်လေးပဲလူဝေးတော့တော်သေးတယ်ကျွန်တော်တို့ဖိနေဘယ်သူမှမလဲဟောတယ်ကျွန်တော်တို့ကအဝေးလာတော့လို့အဲ့လိုဖြစ်တယ်လူပြောင်းမှမရှိဆက်ကျွန်တော်တို့ဒီနားလေးနေမိမိလေးဒီနားတွေ့တာပြီးတော့မှဟိုနားရောက်ပါဟိုတလောကလည်းသိပြီးတယ်သိလားကျွန်တော်တို့ကကျတော့ဒီညာနဲ့လာခဲ့ပြီးပကုတ်ကူအကျော်လေးနေတယ်ဟုတ်တယ်ပကုတ်ကူကျော်တယ်သိလားချင်းတောင်ချီပြီးရောက်သွားထိလိုက်ကြတော့ပကုတ်ကူလို့မနစ်ကတနစ်ကလည်းမောင်သားချူရဲ့နိုင်ရီကူညီမှုဥက္ကဋ္ဌမင်းသားကိုကျော်သူရဲ့ကျွန်တော်ရဲ့3 ယောက်အဲ့ဒီမြစ်ကြီးပွားပေါ့ဖုံးမလင်းဘက်ကဟောင်ပါဆိုတဲ့ကြီးတော်အစဲစင်းဆိုတဲ့ကြီးတော်ပြိတ္တာရှားတဲ့ကျွန်တော်ဘယ်သားမှမသိဘူးဆရာဘာမှမပူနေတဲ့အဲ့ဒီဖုံးမလင်းရောက်လို့ရှိရင်မော်တော်လေးစီးလိုက်ရောမော်တော်လေးကြီးမျက်စိနှလုံးနဲ့ပွင့်အိယာလည်းနိုးရောရွာရောက်ရောဟာလွယ်တော့ပဲဟုတ်တာလည်းမစိုးဘူးပါတော့အဲ့နဲ့ပဲလေသိရောက်တော့အခုလိုပဲလေညံထွက်မဲ့ဆိုမြစ်ကြီးနားလေးထွက်ပါလို့ရှင်ဟင်ဖုံးကလေးလို့ပြောတယ်ဘယ်နဲ့မြစ်ကြီးနားတော့ပေါ့ဟာမဟုတ်ဘူးဆရာတဲ့အားကြီးကချထားမှာမဟုတ်ကျွန်တော်သူကကြည့်ပြီးပြင်ချပေးတာတည်မနိုင်မှန်းသိလားအဲ့တော့မောင်သားချို့လေးကျမှချမောင်သားချို့ကတည်မစင်တငယ်နာမစင်သေးဘူးအဲ့ဒါပါဖုံးမလေးကွာမဲ့လီနဲ့သွားလို့သူပြောတာဟောမဟုတ်ဘူးတက်တော်မြကြီးနာလီမော်ရောက်ဟောကတည်းကတော့ဖုံးမလေးဆိုဆရာရဲ့အဲ့ဒီကလေးလိုပဲသွားလီမရှိလို့လေဆရာမြကြီးနာလဲသွားတယ်လဲသွားမှာလေဘာမှမပူနဲ့မြကြီးနာလီသိကြတယ်ဆရာတို့လူ3 ယောက်မောင်သားစုကိုကျော်သူအော်ဘီဂျက်တယောက်ကိုအဲ့လိုလန်ခရူဇာပရာဒိုအဲ့လိုကောင်းသားကြီးတယောက်တည်းတဲ့ကျုံမှာဟာတယောက်တည်းတော့လွတ်သွားနေကြလို့ရှင်လောင်းလေးတာမှမဟုတ်တာတော့အာမဟုတ်တယောက်တည်းပဲကြီးလို့မရဘူးသိလားတယောက်တည်းပဲတယောက်ဟုတ်တယ်ဒီကြီးကန်းလေးလေးကတယောက်တည်းတက်လိုက်တာဟောတယောက်တည်းဒီကြီးကန်းလေးလေးကမှတ်မှတ်ရရသိလားညနေ4 နာရီထွက်တယ်ဟောမဲ့10 သိန်းကြီးအောင်ညနေ3 နာရီရောက်တယ်ညနေ4 နာရီထွက်တယ်ဟောရောင်ညနေ3 နာရီရောက်တယ်နိုင်ကြောင်ညလဲပါလားမဟုတ်ဘူးနောက်တစ်နေ့အမလေးရာသိလား
ခေါင်းကနိုင်ရလို့တော်သေးတယ်ဒီလားခေါင်းကအဲ့ဒီရွာရောက်တော့တယောက်ကိုအာလူတိ9လုံးပြီးတော့ဒိန်းနဲ့တောင်းလာလေအဲ့ဒါပြီးတော့လည်းဒီကတလန်းလုံးသွားတဲ့လမ်းကကြာနေတယ်ဟောခမဲလို့ကြိုင်းနေအကြီးရောတော့အဲ့ဒါဟိုကျဲတူကြီးလားဒီကြီးသားပဲဟာတော့မဲကြီးမှာပေါ်တရားလေအဲ့ဒါဟိုတနေ့ကမိုင်းခွဲရတယ်ကြိုင်းဟင်းအဲ့ဒါတော့ကြကြကျဲဟိုကျဲတုံးပြီးတောင်းကမားကြီးမှာတုံးဆင်းနေပြီအဲ့တုံးပြီးလာလို့ရတယ်အဲ့ဒီသားသားရတယ်ငါပြောနေငါပြောရတဲ့နည်းနည်းသိတဲ့ဒီအရွတ်လေးတော့ခါပါသေးလားစိတ်နဲ့ပဲပေါ်လာတာလေဆရာကနေတယ်ကအရင်ဘက်ကအဲ့တုံးတွေပြစ်လိုက်တာလေရှေ့ကနေအောင်ကြွတော့ရှေ့ကသူနဲ့ကိုနေအမလေးသေးလားအဲ့နဲ့ညရောက်တော့10 နာရီ17 နာရီရောက်တော့ရှေ့မှာကားလာမှာဝလုံးတန်းလေးတားတာဆရာဆက်တာလည်းမရောက်ခဲ့ဘုံဘဝလုံးလေးတားတာဝလုံးနဲ့တစ်လုံးနဲ့ဒီတိုင်းလေးထားအဲ့ဒါညာခင်ဗျာဘာမှမလုပ်နဲ့ကျွန်တော်သိတယ်နေဟာပြသိမပြနေတဲ့အပေါ်ပြစ်မှာဟာသူကတက်ကတားထားလား။အော်မသိပါဘူးကောဒီလိုလေးပဲအပါလေးထည့်လိုက်ရတယ်ပေါ့။ဘာမှကြောက်ခဲပါချမလားဝလုံးသားလေးဒီတိုင်းချ။အဲ့တော့ဘာလို့အောင်လို့ဆရာရဲ့ကားပေါ်ငုတ်တော့အိတ်တယ်။ဟင်းအဲ့နဲ့ငုတ်တော့လေးထိုင်တော့17 နာရီကျတော့တော်ပြီကြစီစီကပေါက်ချင်လာ။ပေါက်ချင်လာတော့အေးကန်းပြတော့မအိတ်ဘူးညနေလုံးကြီးကကန်းချင်ကျွန်တော်ဟိုကတော့ကလေးချူတော့ပေါက်လာတယ်ဆရာအဲ့ဒီမတော်နေတဲ့ကားဘိန်းကိုပန်းလူများသိတာဟိုအောင်တဲ့လူလိုဘုံကြားလို့လို့တာခဏပါကျွန်တော်ကြောက်ဘာမှလုပ်လဲမဟုတ်ဘူးဆရာတဲ့အဲ့ဒီတောသက်သွားရင်မိုင်းတက်နေပြီမှဆိုလို့အဲ့ဒါကြောင့်ကြောက်နေတာအဲ့နဲ့ပဲကားဘိန်းကိုပန်းနေရတယ်ကြောက်တယ်လေမလုပ်နေတာမလေးအဲ့နဲ့မိုးလင်းကသိလားမိုးလေးကမဲတင်းနေထွက်လာတော့အဲ့ကျတော့ဘယ်ဘက်တန်မိုးလေးပေါ်မှာအားရှိသွားတယ်ကျောင်းမတိလိုက်တဲ့ချမ်းကြီးကိုတစ်ကြည့်နေလေလားကူညီတရားစီတယ်အကြီးပဲရေးတာဒီမောသေးနဲ့ပြည်သူရဲ့ဟာရဲတကန်းတို့အခုမှအားရှိသွားတယ်တလားလုံးမိုင်းနဲ့ခြုံမုတ်ကပြစ်လိုက်တာနဲ့ဟိုကားဘိန်းပန်းခိုင်းတာလေအဲ့ကြည့်လိုက်တော့ဘယ်ဘက်တောင်ကုန်းလေးမှာချမ်းကြီးရဲ့တိတ်ကြီးသမောတဲ့တင်နဲ့ကူညီရသည်ဘာပြောလဲရဲစကန်ဟာဗျာခင်ဗျာအခုမှအကျိုးချမ်းကြီးရဲ့အတိတ်ကြီးပါလားတဲ့တင်မှာပေါ့ဆရာတဲ့အရင်လားတစ်ခါလုံးပြောင်းသွားတာပြီဟိုကချင်ဝါတီးထလိုက်တာတစ်ခါလုံးပြောင်းသွားလို့ချမ်းကြီးကိုအတိတ်တယ်ဥမာတော့အာကိုလို့လုပ်နေတာသူတို့တော့အာကိုရပြအဲ့လိုဘဝကြီးသွားကြတာကျွန်တော်တို့အခုလက်ကျန်ညာကလေးသတ်သမားကြီးကြာနေပါလို့ဗျာအဲ့လိုတွားလိုက်ကြနိုင်ငံညာပေါ်တော့လေအဲ့မောင်သာချုံနဲ့ပဲကျွန်တော်ဒီရလူတွေဒီကကိုရွာလူတွေကိုကျွန်တော်တို့နိုင်ငံလူတွေကျွန်တော်သိပြီးတော့တိုးတက်စီချင်တာပေါ့ဒီမှာဆိုရင်လေကျောင်းသားလေးတွေကျောင်းမဆောင်လေးတွေနဲ့ဟောလာပြီးပြအဲ့ဒါဆရာမောင်သာချုံပဲတကယ်ချင်းအခုတကယ်ချင်းအသက်ရှည်မှပြီလားတကယ်ချင်းအတင်းကြီးပြောနေတော့ကောင်းမလေးနော်ချောတယ်နော်တကယ်ချင်းချောတဲ့ကြောင့်ပြောနေရမှာအဲ့မတန်ချစ်ဖို့ကောင်းပါလေနော်နိုင်ငံခြားသွားလေသူနဲ့အတူတူအဲ့ဒီသွားလို့ရှိရင် तू ကမြန်မာသာဟောပေါ့တွဲတဲ့ပေါမောခါကြီး PhD ရပြီးသားနာမည်ဒေါက်တာညွန့်တောင်းတယ်နော်ဟိုဆရာဝန်ဒေါက်တာမဟုတ်ဘူးသူပညာရှင်ဒေါက်တာမြန်မာသာဖြစ်တယ်အင်္ဂလိပ်လိုလည်းမှုတ်လို့နည်းနည်းပေါ့သူတကြောင်တော့ရထိုင်းလိုလည်းသူကရတယ်တကြောင်တော့သဝတိခကိုရလို့အမေအညာပြောရတယ်တကြောင်နဲ့သူအပုံရတယ်သိလားအဲ့နဲ့အရင်လားသွားကြတော့သူကထိုင်းမှာကျွန်တော်တို့နှစ်ယောက်ကခေါက်ဆွဲပြုတ်စားကြခေါက်ဆွဲပြုတ်စားတော့သူကစက်သွန်ခြင်းကကုန်သွားတယ်သူစားတဲ့တက်တော့သူကြိုက်တယ်စက်သွန်တာအားကျအဲ့ဒါအဲ့ရထိုင်းပါလေအဲ့ဒီဖုတ်ကက်မှာကောင်းပါလေပါလီလေးနဲ့စကတ်တူလေးနဲ့ရှေ့လှတယ်ပေါ့ကောင်းပါလေလန့်ခေါ်တော့ကောင်းပါလေ please မဲတော့အင်္ဂလိပ်လို
သူကသဝတိခတ်ပဲပြီးတော့ကျန်တာမပြောတတ်တော့ please come here တော့လမ်းခေါ်ကိုဗစ်ကကျက်သွန်ခြင်းလို့ကျင်တာကျက်သွန်လည်းသူထိုင်းလို့မတတ်ဘူးထိုင်းလို့တတ်တော့ onion ကျက်သွန် one more onion with salt အချင်းနဲ့ကျက်သွန်ခြင်းကမလေးအနာကလည်းနေလုံးလေးကလေးကလေးနဲ့နားမလဲချောင်းထင်ပါလေကလေးကလေးကြောက်ကြတယ်ကမလေးကမတည့်ရတော့သူထိုင်းပြော hey please one more onion with salt ကမလေးမျက်စိကလေးကလေးနောက်ကဖြစ်ပြီးမှကမလေးဆက်ပြောသေးလားဆရာကြီးတွေမြန်မာလူပြောလို့မရဘူးလားဟိုကမြန်မာမှာထိုင်းပါလားအလုပ်လုပ်နေကြားလာဘာမှညာမှမသိဘူးအဲ့ဒါမျိုးတွေနော်အကမ်းမသိဘူးဆိုတော့သူပေါ့အဲ့ဒါကျွန်တော်တို့မြန်မာလေးတွေနိုင်ငံခြားသွားအလုပ်လုပ်ကြတာအများကြီးပဲခင်ဗျားတို့ကျွန်တော်တို့မရှိဘူးပေါ့အစီအဆုံးနိုင်ငံဟာမြန်မာပြည်ချမ်းသာတဲ့နောက်ကပြန်ကြီးပါနောက်ကပြန်ကြီးပါနော်တခါတလေတော့နောက်ကကြီးကခါပြီးကောင်းနေတာခါပြီးကိုကပြိတ်ဆိုတော့ကြမှတ်ရလို့လေအဲ့တော့ကျွန်တော်တို့အဲ့လိုကြည့်တော့ကလေးတွေတနာပါတယ်ကျွန်တော်တို့လူတွေမှာကျွန်တော်တို့တိုင်းပြည်ကဆင်းရဲတော့ကျွန်တော်တို့လုံအားဖို့ပဲရောင်းမရှိတာရောင်းစားအစိုးရအာဏာရှိတဲ့လူကကြဘာလုပ်လဲဟေးဒီတောင်ကြီးဘာထွက်တယ်ရောင်းလိုက်ဟေးဒီရောင်းလိုက်ဟေးဒီကွင်းရောင်းလိုက်သူကရောင်းလို့ရတယ်ခင်ဗျားတို့ကျွန်တော်တို့မှာရောင်းပြပါကြည့်တော့ဒါပဲကြည့်တယ်ကိုလုံးပဲရှိတယ်ကျွန်တော်တို့ရဲ့လုံအားတွေကျွန်တော်ရောင်းရတယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေရောင်းရတယ်ဘယ်လောက်ဒီရောင်းရလဲဆိုလွန်ခဲ့တဲ့9နှစ်ရှစ်နှစ်ကအရင်ကလည်းဘလူးကျွန်းရောက်ပါတယ်လွန်ခဲ့တဲ့9နှစ်ရှစ်နှစ်ကမှတ်မိသေးတယ်အခုစောတော့ဖတ်တယ်လို့ပဲဒီရွာမှာပတ်စံစုပြီးတော့ဟောပြောပဲလုပ်တယ်လို့ပဲအဲ့ဒီဘလူးကျွန်းလွန်ခဲ့တဲ့9နှစ်လောက်တော့ကျွန်တော်ကအိမ်ကြီးတော်တော်များများသူ့မိုးလေးပြင်တောင်လေးတွေနဲ့တွေ့တော့ဟာဒီရွာတော့အချိန်ကြီးဒီဝါကြီးကောင်းတာပဲဆိုဆရာကြိုက်တဲ့အိမ်မှာရက်ပြီးမေးလိုက်တယ်အိမ်တိုင်းမှာနိုင်ငံခြားသွားအလုပ်လုပ်တဲ့လူရှိတယ်အဲ့ဒီနိုင်ငံခြားသွားအလုပ်လုပ်တဲ့လူဘာလုပ်လဲလုပ်အောက်ရောင်းပြီးတမင်တကာရောင်းချင်လို့ကိုညီလေးတွေစားတင်ဖို့ကိုအမေဆေးကူဖို့ဒီရွာဥပုပ်ကြီးကျောင်းကိုလှူဖို့ကျွန်တော်တို့အားလုံးအိမ်ကအမိုးဖာဖို့အိမ်ကပြင်ကာဖို့ကျွန်တော်တို့တော့အလုပ်လုပ်ကြတယ်ကျွန်တော်တို့ဒီရွယ်အော်ဘီဂျေတို့အရွယ်ကောင်းပြီမလို့ချင်ဘူးကိုပေါင်းစားအရွယ်မလို့ချင်ဘူးလုံအားကောင်းတဲ့အရွယ်ဟာဘင်္ဂလိဆိုလဲတောင်းတောင်းဖြောင်းဖြောင်းအရွယ်ယောက်ျားဆိုလဲအလုပ်လုပ်နိုင်တဲ့အရွယ်အဲ့ဒါကြီးကျွန်တော်တို့တော့အလုပ်လုပ်ကြတယ်ရွာလုံးမှတ်မှတ်ရအဲ့ကညောဆိုတဲ့ကြီးရွာရောက်တော့ကျွန်တော်ကြည့်တယ်မနဲ့ကြတော့မဲဆုံးငံထွက်လာတယ်လုံအားကောင်းတဲ့အရွယ်တွေအကုန်လုံးကနိုင်ငံခြားသွားအလုပ်လုပ်ခန္ဓာကိုယ်ရောင်းနေရတယ်ကျွန်တော်ကရောင်းကြလူပဲရှိတာအဲ့တော့ဆုံးငံထွက်လာတယ်ကြီးစီထူးတဲ့ကလေးလူအခုလိုလူငယ်တွေတို့ဒီအလင်းပါလေစာကြည့်တဲ့အဖွဲ့တွေသူတို့လူတဏ္ဍာမမာတွေမရှိတော့တဏ္ဍာမမာတဲ့နိုင်ငံခြားမှာသွားလို့သွားကြီးစီထူးတဲ့ကလေးကြီးစီနဲ့သူနဲ့အရွယ်တူပဲတောင်းဆိုလိုက်သူကတပတ်လေဟောတော့သူအလေးချိန်မတိုင်ဘူးဒါတော့ထောက်သူကတပတ်လေသွားနောက်ကကျိုးအောင်ထိုင်းနဲ့အဖိုးကြီးတောင်ဝင်းတောက်တာရောမမီးလေးကြီးတို့တောင်းတို့ခေါ်ရင်တီးလို့ရှိရင်အကုန်လေးဘက်ထောက်ထွက်လာဟောလို့ဆိုလေးဘက်ထောက်ကလေးနဲ့အဖိုးကြီးတွေပဲရှိတယ်ဖွားလို့ဆိုကျွန်တော်တို့အဲ့လိုလုံအားကြောင်းကြရတယ်ပေါ့ကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့လုံအားတကယ်တော့တိုင်းပြည်တပြည်လို့လုံအားသိအရေးကြီးတာခင်ဗျားတို့အခုဒီမှာများဆုံးကြီးတွေ့ရတာသိဝင်တာပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့လုံအားတွေအကုန်ကတိုင်းပြည်တိုးတက်ဖို့ကျွန်တော်တို့လုံအားတွေအလားတူဖြစ်နေရင်အဲ့တိုင်းကြီးရှုံးတယ်ဆိုတော့ရန်ကုန်မှာဆိုတော့ကျွန်တော်တို့လမ်းလေးပဲခင်းဒီလားခါတော့ပြီးခိုင်းတဲ့လူက6ယောက်လောက်လုံလို့လူက2ယောက်လောက်အဲ့ဒါမျိုးဆမ်းမယ်လို့ဒီအားပေးတယ်ဒီလားအဲ့ဒါကျွန်တော်တို့ဗတ်စကားတွေရန်ကုန်မှာရှိတယ်ဗတ်စကားရှိလို့ရှိရင်နိုင်ငံခြားမှာစပယ်ရမထားတော့ညာသွားတယ်
ထိုင်းအလုံးလုံးထိုင်းတရားကျွန်တော်တို့ရှိမှာစပယ်ရ3လတယောက်ကပတ်စံကောက်တယ်တယောက်ကသူများတောင်းကြော်တက်ပြီးဆဲဖို့အတွက်တယောက်ကခေါင်းလွတ်တက်ပြီးပလွတ်လို့ဆဲတာနောက်ကခေါင်းအဲ့ဆဲဖို့ကတရားနောက်တစ်ယောက်ကကိုယ့်ဘာသာကိုရက်ချင်တဲ့နေရာရက်ပြီးတော့ထွက်ချင်တဲ့နေရာအတင်းဖင်တွန်းတာဖင်တွန်းတဲ့ကောင်လေကောင်းကမှခင်ဗျားတို့ရန်ကုန်ရောက်ကြည့်ဖင်တွန်းတဲ့လူတယောက်ရှိတယ်ကျွန်တော်ဖင်လို့ဒီကမှာလောဝါးရည်ကြည့်ဒါတော့ကျွန်တော်တို့ကအလုပ်အဲ့ဒီလူတုံးအလုပ်တရားပါကောတော့ထိရောက်တဲ့အလုပ်တွေမဖြစ်ကျွန်တော်တို့တိုင်းပြည်ရဲ့လူတွေရဲ့လုပ်အားတွေဒီတိုင်းဆုံးနေအဲ့တော့ကျွန်တော်ကတခါဒီကျွန်တော်တို့ကခြေတော်ဟာဘာလူမျိုးတွေညံ့နေကျွန်တော်တို့ညံ့မှာဘူးကျွန်တော်တို့မြန်မာလူမျိုးတွေကကျွန်တော်တို့မညံ့ဘူးသိကြတယ်ကျွန်တော်ကိုရီးယားကိုရောက်တယ်ဥပ္ပါတို့အခုကြည့်လို့ရှိလေဥပ္ပါတို့အခုကြည့်လွန်ခဲ့တဲ့နှစ်ကရောက်တော့ကိုရီးယားမှာကကိုရီးယားလွန်ခဲ့တဲ့နှစ်50-60ကျွန်တော်တို့နဲ့အတူတူပါကျွန်တော်တို့နိုင်ငံနဲ့9ဆငယ်တယ်ခင်ဗျာကိုရီးယားနိုင်ငံလုံးကခင်ဗျားတို့အခုကိုရီးယားကလည်းကြည့်ရတယ်လို့ကသစ်ပင်တွေစိမ့်ဆူညာတကယ်တော့တနိုင်ငံလုံးကကြောက်တောင်လို့ပဲအဲ့ကြောက်တောင်တွေကိုမှရင်းကြီးလေးတအောင်စောင့်ပြီးမှအဲ့ရင်းကြီးလေးတို့မှရအောင်စိုက်ပြီးတော့အခုလို့ကျွန်တော်တို့ကိုရီးယားကားရရတယ်သစ်ပင်တွေဖြစ်တာကျွန်တော်တို့နိုင်ငံကကြတော့ဘယ်လောက်ဒီဩဇာကောင်းလဲဆိုဒီချေလူကြီးများပြောတဲ့စကားသဘောကျတယ်မြေကြီးကိုဂလိထိုးနဲ့ပြင်ပေါက်တယ်ကျွန်တော်တို့ထွင်ရတယ်ဆိုတာဂလိထိုးတဲ့သဘောလေးပဲအဲ့လောက်ကလေးလုံးနဲ့အပြင်ပေါက်တယ်သိပ်กว่าဒါပေမဲ့ကိုရီးယားကတိုးတက်သွားတယ်တိုးတက်တော့ကိုရီးယားကဆက်အစ်ခဏလေးဆက်အစ်ကိုတနည်းတစ်ခါလောက်လဲဆက်အစ်လဲကျွန်တော်တို့ဖုန်းတစ်လဲတယ်လို့ပဲဟိုဘာကိုလို့ပြောမှဘာခလုံးနေလို့နေရမှာမသိဘူးဆက်အစ်ကိုကျွန်တော်ပြန်ပြီးသင်ရတယ်သင်ယူရတဲ့အခါမှာကျွန်တော်မြန်မာလူမျိုးတွေကမြန်မာလူမျိုးတယောက်ချိုးကြမှာအများစုက3ရက်လောက်နဲ့ဆက်အစ်ကိုတက်တယ်ကျွန်တော်အိန္ဒိယတို့တရုတ်တို့က9ရက်လောက်ကြာမှတက်တယ်ကျွန်တော်တို့အိန္ဒိယအဲ့ဒီလာအိုတို့ကမ္ဘောဒီးယားတို့ဘာလို့အာရှနိုင်ငံအဲ့ဒီကောင်တွေ2ပတ်လောက်ကြာမှတက်တယ်ဒီပေါ်တော့ကျွန်တော်တို့မြန်မာတွေကအတက်အမြန်ဆုံးဘယ်ဆက်လာမြန်မာတွေက3ရက်နဲ့တက်တယ်အဲ့ဒီဘာကြောင့်တက်လဲမြန်မာတွေဉာဏ်သိကောင်းဉာဏ်ဟာလူအတွက်အရေးကြီးဆုံးပါတတိဆန်နဲ့လူနဲ့ကြွားချတော့တာဉာဏ်မယ်ကျွန်တော်တို့ဉာဏ်ကောင်းလို့ဉာဏ်ရှိလို့ကျွန်တော်တို့ရဲ့အစ100လောက်အင်အားကြီးတဲ့စင်ကိုကျွန်တော်တို့ပြန်ခိုင်းတယ်ကျွန်တော်တို့တဲ့အပြင်းဉာဏ်နဲ့မြင်ကိုဒီကိုကျွန်တော်တို့ကတက်ခွာစီတယ်ခင်ဗျားတို့မြင်လူကိုတက်ခွာစီရတူဘူးလားအေးဘာလို့လဲဆိုတော့မြင်လူလောက်မှသိကြတယ်လူကမြင်ကိုတက်ခွာစီရဟုတ်လားအဲ့ဒါလို့ကျွန်တော်တို့ကသိပြီးတော့ဉာဏ်နဲ့ပတ်သက်မြန်မာပြည်သိကောင်းတယ်ချဲတကားနဲ့ပြောရင်မြန်မာအထီးကြီးကောင်းတယ်နောက်ပိတ်ကြလို့ရင်အားပြီးတဲ့ဆရာကြီးကျေးဇူးတင်တယ်ဒါပေမဲ့ဟိုလေကျွန်တော်ပြောရတာမောလို့လေဆရာကြီးဟိုဒီတိုင်းလေးနည်းနည်းလေးအားပေးပြီးပါလားတောင်းပါပါလေနောက်မှကျေးဇူးတင်ပါတယ်ဆရာကြီးတကယ်ပါတကယ်စီရန်နဲ့အားပေးနေတာပြောတော့သူကပြောလိုက်တဲ့ရှိရဒီမှာရှိရဟာထိုးဆိုဖြစ်သွားတယ်ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ဉာဏ်ကောင်းပါလေအဲ့တော့ကျွန်တော်ဟိုတလောကမောင်သားချုံနေပဲမနစ်ကရန်ကုန်ကနေမန္တလေးကိုလေးမြန်အတူတူစီးရစီးတော့လေးမြန်ကအခုတော့တန်ခါလေးရဟိုဘက်နှစ်ခုံဒီဘက်နှစ်ခုံကျွန်တော်တို့နဲ့ရောက်လေစာရေးဆရာဆိုပြီးတော့ကျွန်တော်တို့ရှေ့ဆုံးထဲမှာပို့ထားတယ်သူကကံကောင်းကျင်တော့သူကသူ့ရဲ့ညာဘက်ချမ်းမှတ်မိသေးတယ်ရှေ့ဆုံးညာဘက်ချမ်းဆိုင်ကိုနှလုံးမှာမောင်သားချုံကတောင်မာလေးတယောက်နဲ့ပြအော်ဒီကျလက်တောင်ကြည့်ဒီမှာလည်းဘယ်ရလဲလို့တော့လို့အော်ဒီကျကန်ဆိုးကျင်တော့ဘုန်းကြီးတစ်ပါးနဲ့ပြဘုန်းကြီးနဲ့လည်းကျွန်တော်ကဒီတကယ်တော့စကားမပြောတတ်ဘူးကျွန်တော်ဘုန်းကြီးနဲ့စကားစေကုန်ပြောရင်တင်မခင်ဗျာတခွန်မယ်ပါလေကြံတဲ့ကိုယ်ကတော့ကအင်းပြဟုတ်တာပေါ့ခမည်းလည်းပြလို့ရောင်းရောင်းပြတာအဲ့တော့ဘုန်းကြီးနဲ့အားလာတယ်ဘုန်းကြီးကကျွန်တော်တဲ့10နှစ်ကျော်လောက်နေပါတယ်ဟ
ဘုန်းကြီးရတယ်သိလားလေထွက်တယ်နဲ့ဆိုရင်သိလားလေရောရောက်သွားတယ်ကျွန်တော်ပဲလှည့်ပြပြပြုံပြုံကြီးသိလားတရားနာပိဋကတယောက်တည်းရပြီဆိုတော့မျိုးလုံးကြီးနဲ့ကိုမှလည်းဒီတော့သူကစတယ်ဗျာတက္ကရာကြီးတဲ့မင်းကောင်းမင်းမြတ်ပေါ်လာမှပေါ်လာလို့ရှင်ပြူတော်တွေကလေးဆိုထွက်တာဟာစပြီမင်းကောင်းမင်းမြတ်ပေါ်လာလို့ရှင်ပြူတော်တွေကလေးထွက်တာကျွန်တော်လည်းဘာလို့မှမသိဘူးလားဘာစကားပေါ်လာဆိုရင်ကျွန်တော်ရှေ့မှတ်တယ်ခုံစင်းပြီအခုကလေမော်ဖြစ်အဲ့ဒါကဆက်ပြောဒီကျောက်တံပရများတွေပါလိတံမိုးကြီးတဲ့ပါတယ်ပါပရများငမောက်တို့နာဝတ္တပရများတို့ဘာကြောက်စိကြီးတို့အဲ့ဒါတွေကမင်းကောင်းမင်းမြတ်ပေါ်လာမှာဒီကြောက်ကြီးထွက်တာတဲ့အကြီးကြီးဟာအဲ့တော့ဟာလဲကြည့်သိလားဘုန်းကြီးကျွန်တော်လည်းခုံချလို့မရဘူးကျွန်တော်လည်းရှေ့မှတ်တယ်ဆင်းဖြေလို့မရဘူးကျွန်တော်ဘုန်းကြီးကိုကဲနောက်စီးရမှာတဏှာကြီးကိုစီးရမှာလေကျွန်တော်ဆက်ပြောမှကြောက်တော့ကျွန်တော်လည်းကဲဒီခါတော့ကျွန်တော်လည်းဒီနေ့မှခုံချလို့လည်းမရတော့ကျွန်တော်လှည့်ပြီးဘုန်းကြီးတို့ကျွန်တော်နေတတိတော်နေပြီးတော့ရောက်ခုလေလို့အဲ့ဒီဆင်းပြူတော်ဆိုတာလည်းသွားကြည့်ဘူးလေလို့တတိတော်အဲ့နေပြီးတော့ဆင်းပြူတော်၃-၄កောင်သွားကြည့်ပြီးပြန်လာတော့ရန်ကုန်မှာမျက်စိသေးုံတတိတော်သွားရတယ်တတိတော်မျက်စိတွေမှာမဖြူလို့ကျောင်းရမျက်လုံးကိုလက်နဲ့ကပြီးဒီလိုချိုးကြည့်တယ်ကျမ်းမျက်လုံးအကောင်းကြီးပါဒါပဲဆုံးကြီးတော့ကဲတတိတော်ဖြူတကယ်ဖြူတယ်ပဲထားလိုက်တော့တတိတော်တို့ဒီတရိစ္ဆာန်ကဘာမှလူလောက်တန်မှုကြီးတရိစ္ဆာန်ကဖြူသွားတယ်ကဲဖြူတယ်ပဲထားလိုက်ဆိုဘာရိုးရိုးကြောက်တုံးကြီးကတန်မိုးရှိတဲ့ကြောက်ကြီးရတယ်ထားလိုက်တော့ဒါပေမဲ့မင်းကောင်းမင်းမြတ်ဆိုတာအဲ့ဒီသူ့တိုင်းပြည်ကတိုင်းသူပြည်သားတွေကတန်မိုးရှိတော့လူသားဖြစ်တာမှမင်းကောင်းမင်းမြတ်ခေါ်ရဲဖုန်ကြီးရဲ့ကျွန်တော်တို့တိုင်းပြည်ကလူတွေကျွန်တော်တို့မြန်မာဟာမင်းတယ်လေမြန်မာဆိုကျွန်တော်တို့မှာဒီလိုငုတ်ကြီးခါတာကျွန်တော်တို့လူရမဝင်ဘူးကျွန်တော်တို့လူဘဝသိကိုအောက်တန်းကြအဲ့ဒါဘာဖြစ်လို့လဲကျွန်တော်တို့စင်ကာပူတို့ရေတောင်မထွက်ဘူးတဲတောင်မြန်မာနိုင်ငံကဝယ်ရတယ်စင်ကာပူနိုင်ငံအော်ဘီရဲ့တကူတော့စင်ကာပူဆိုရင်မြန်မာဆိုရင်စင်ကာပူဆိုတာဟိုက်လို့တဲခွန်လောက်လေးရှိတာအဲ့ဒါတောင်မှသူတို့ရဲ့စင်ကာပူနိုင်ငံသားအားလုံးကကြတော့အလိုလိုမော့ကြည့်ရတယ်ဟေးစင်ကာပူဟာဒီလိုကြည့်ရတယ်ဟေးမြန်မာဒီလိုကြည့်ရတယ်တွားရောကျွန်တော်တို့လူရမှုအဲ့ဒီခါမှာကျွန်တော်ဒီနေ့ပြောချင်တာကျွန်တော်တို့အဓိက human resource ပေါ်တဲ့ဒီလူသားကိုမပြောနဲ့ဘူး nature resource ပေါ်တဲ့ကျွန်တော်တို့ရဲ့တိုင်းပြည်ရဲ့သင်္ယန်ဇာတကိုကျွန်တော်တို့ဘလို့လူလက်ထဲရောက်ရင်တန်ဖိုးရှိလာတယ်ဘလို့လူကကြိုင်တွေလိုက်ရင်တန်ဖိုးရှိလာတယ်ကျွန်တော်အဲ့ဒါပြောချင်တယ်ကျွန်တော်လွန်ခဲ့တဲ့နှစ်လဩစတြေးလျသွားတယ်တလနီးပါးနေတယ်ဩစတြေးလျရဲ့လွတ်တော်ကြီးရဲ့အပေါ်တဲ့အပြင်မှာကျွန်းထိုင်ကိုကြီးပဲဘာရေးတာလဲဆိုမြန်မာပြည်မှာကျွန်းချင်းပြုလုပ်ထားတယ်ဂုံကြီးကရေးတာကျွန်တော်တို့ခမည်းတော်ထားပါတော့မြန်မာပြည်ကကြောက်စိတ်ကဘာမှကောင်းဆုံးမြန်မာပြည်ကဗရမ ကဘာမှကောင်းဆုံးထားလိုက်ကျွန်တော်အလွယ်ဆုံးမြန်မာပြည်ကကျွန်းကဘာမှကောင်းဆုံးအဲ့ဒီကျွန်းကိုကျွန်တော်လက်ကမားဘယ်လိုလက်ကမားလက်ထဲရောက်သွားလဲဆိုတာအရေးကြီးတာကျွန်တော်ကျွန်းနေကျွန်းကိုမြန်မာပြည်ဘယ်လောက်ပေါ်လဲသိလားအိမ်နာတကားကကျွန်းတကားနဲ့လောက်ထားတာတွေ့ဘူးတယ်မိုက်တယ်သိလားတခုပဲရှိတယ်အဲ့ဒီလိုမိုးရသည်ကြရင်အဲ့ဒီလက်သမားပြာဘယ်လောက်တော်လဲဆိုတော့အဲ့ဒီမိုးရသည်ကြရင်အဲ့ကျွန်းတကားအသားပွားပြီးပိတ်နေရတော့ကျက်လဲထိုးနေရအဲ့လိုကျက်ထိုးနေအော်ဘီတော့ချောင်းကြီးဆိုပြီးအဲမှာလူကြီးကြောင်းပြောတာလေဆိုးတော့မဆိုးကြသေးလားဆိုနောက်ကလည်းပြစ်ပြီးသားဖြစ်သွားဒါပေမဲ့ဒီလိုလေးဆိုရတာပဲသိလားအီးကောင်းတဲ့ကြီးကလက်လွတ်လိုက်တော့အဟုတ်ကိုဘွားတာဟောဒါပေမဲ့အဲ့ဒီကျွန်းတကားကနူရသည်လို့ရောက်တယ်ရ
လက်နှလုံးတော့ကျဲဆိုတော့အခုကြံမလို့အပြင်းနေလမ်းပြီးမောင်သာကျုံရက်ကြီးအခုကျပြီးတယ်လားဟာမြင်ရတယ်တဲ့ဟုတ်တဲ့ဘုရားကျော်ပြီးတယ်ဟာမြို့တိတာများလို့လက်သမားအင်မတန်ကောင်းပါလေဆိုတဲ့ nature resources ဆိုတဲ့ကျွန်းတော်မှာလက်သမားကောင်းလက်ထဲရောက်မှာကျွန်တော်တို့လက်သမားကောင်းလက်ထဲရောက်ရင်တော်ကောင်းတာနော်ဒါလည်းကျွန်းလာမသိဟဲ့ဒီလားတက္ကသိုလ်ဆိုလေးလွယ်နေတယ်ပြီးဘူးလေနာခဏအဲ့တော့ကျွန်တော်တို့ကောင်းဆောင်ကောင်းလက်ထဲကိုဘယ်လိုရောက်နေလဲကျွန်တော်တို့အဲ့ဒါအရေးကြီးတယ်အဲ့တော့ခင်ဗျားတို့ရွာနှစ်တရာပြည့်တည်ခဲ့သလိုပဲဒီပေါက်လိုက်ရိုးကြီးပါအဲ့တော့ကျွန်တော်ကောင်းဆောင်ကောင်း9မျိုးအကြောင်းပြောချင်တော့ကောင်းဆောင်ကောင်း9မျိုးကျွန်တော်တို့ကောင်းဆောင်ကောင်း9မျိုးနံပါတ်1ဥယျာဉ်မှုနဲ့တူသောကောင်းဆောင်ဥယျာဉ်မှုနဲ့တူသောကောင်းဆောင်ဆိုတာဥယျာဉ်မှုဆိုတာဒီအပင်လေးတွေကိုစိုက်တဲ့အခါမှာအပင်ရဲ့သဘောသိရတယ်မြေသဘောသိရတယ်ခင်ဗျားတို့ဆိုကျွန်တော်တဲ့ပုံနာတယ်ကျွန်တော်ကဆိုရင်အပင်တစ်ပင်မှမစိုက်ဘူးဒီအပင်ကရေကြိုက်တယ်ဒီအပင်ကရေကြိုက်တယ်ဒီအပင်ကမြေအမြင့်မှကြိုက်တယ်ဒီအပင်ကဘယ်မြေမျိုးသားကြိုက်တယ်ဘယ်ချိန်ကြီးလောင်းမယ်သိတယ်အဲဒီတော့ကျွန်တော်တို့ဥယျာဉ်မှုဒီမေတ္တာဥယျာဉ်မှုပညာလည်းတာတယ်သိလည်းသိရတယ်အဲ့လိုဥယျာဉ်မှုလက်ထဲကိုအပင်တွေရောက်မှာအပင်တွေရှင်းတမ်းမှာကျွန်တော်တို့ကဘလို့ဥယျာဉ်မှုနဲ့တွေ့တယ်ဆိုမှတ်မိသေးဖရာလောင်းလက်ထဲရလေဟိုဟာဥယျာဉ်မှုကမအားတော့မြောက်တွေကိုဥယျာဉ်အပ်ခဲ့တာဥယျာဉ်ကခီးသွားကြရှိတော့ကဲမြောက်တွေမင်းတို့ငါဥယျာဉ်ကိုရေမှန်လောင်းထားလိုက်ဟုတ်ကဲ့မြောက်တွေကညနေကြပြီလားရေမှန်လောင်းတယ်အဲ့ဒါလုပ်လဲဆိုဟုတ်ဒီလိုအပင်ကိုဆွဲနှုတ်ရေလေးလောင်းပြန်ထည့်ဆွဲနှုတ်ရေလေးလောင်းပြန်ထည့်အဲ့ဒီလိုဥယျာဉ်မှုတွေတွေ့တာဟောကိုဥယျာဉ်မှုရှိလဲပြန်လာရောတပင်းမှမကြံတော့အဲ့လိုဥယျာဉ်မှုလည်းကျွန်တော်တို့ရှိသေးတယ်နောက်တာဝန်ကြီးဥယျာဉ်မှုပါလဲဆိုလူတယောက်ရှိတယ်ဒီလိုကိုကြီးထဲမှာတယောက်ကတော်ကြီးကိုတူးတရွေးနဲ့တူတော်နဲ့နောက်ကအဲ့တူးရတဲ့ကြီးကိုနောက်ကနေလိုက်ဖို့ပေါက်ပြားလေးနဲ့ဖို့ရှေ့ကတူးနောက်ကဖို့ရှေ့ကတူးနောက်ကဖို့ဟာပေါ်လာလို့ကျဲနေတယ်သူကရှေ့ကတူးတယ်နောက်ကတူကအဲ့ဒီမြေကြီးကိုပြန်ဖို့တယ်တရက်တော့သွားပြောရှားကြီးနင်းနေတော့လွဲနေပြီထင်တယ်လုံးဝ